ဒါလေးကကြတော့ကျဲပေါ့နော်ကျဲပုံစံဟိုမှသူကအချစ်ပြားလေးနော်ကျဲပုံအချစ်ပြားဟိုမှပြောင်လေးနော်ဈေးနှုန်းလေးက3,600,000ပါမင်းဈေးနှုန်းလေးတွေချပေးထားပါတယ်ရှင်ဒါလေးနော်ဒါလေးကကြတော့အဖူးကိုမှသူကအချစ်ကလေးဖောင်းရိုးလေးနဲ့တုတ်တုတ်နဲ့သူအသားပြေလေးပေါ့နော်ဒါလေးက2,800,000ခွဲပါအသေးသေးလေးပဲဒါပေမဲ့သူကအချစ်ပေါ့နော်2,800,000ခွဲပါဒါလေးကကြတော့အသေးပုံလေးနော်အသေးပုံမှာသူကပြောင်လေးပေါ့နော်ဒါလေးက3,000,000ပါဒါကကြတော့တစ်ဖက်သေးပေါ့နော်ပန်းပွင့်တစ်ဖက်ကလေးသူကကြတော့3,800,000ပါနော်ဒါလေးကချစ်စရာလေးသူက crown ပုံစံမျိုးလေးနော် crown ပုံလေးကကြတော့3,100,000ခွဲပါရှင်ဒါလေးကကျဲတစ်ဖက်ကလေးနော်ကျဲလေးကိုမှတစ်ဖက်သေး3,200,000ခွဲပါဒါလေးကကြတော့သူကမိုးဆက်ပုံစံမျိုးလေးနော်2,800,000ခွဲပါဒါလေးကပန်းပွင့်ပုံစံမျိုးလေးနော်3,300,000ခွဲဒါလေးကတော့လင်းပိုင်ပုံစံမျိုးလေးလားအဲ့လိုငါးပုံစံမျိုးလေးနော်ဒါလေးက4,000,000ပါ